အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရွှေတစ်ကြက်သားဆိုရင်ရွတ်သွက်လက်ခဘလောက်ပေးရလဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြသွားပေးမှာပဲဖြစ်ပါတယ်ရှင်ရွှေတစ်ကြက်သားဝယ်တော့မယ်ဆိုရင်ကိုကရွတ်သွက်လက်ခဘလောက်လဲလို့သွားမေးရင်တဆိုင်နဲ့တဆိုင်လဲရွတ်သွက်လက်ခယူတာမတူညီကြသလိုအထည်တစ်ခုနဲ့တစ်ခုလဲရွတ်သွက်လက်ခမတူကြပါဘူးရှင်ဥပမာတစ်ခုအနေနဲ့ပြောရရင်ကိုကအသေးချုပ်ပြီးသားရိုးအထည်လေးတွေကိုဈေးထဲမှာတော့ဝယ်တဲ့ခါကျရင်ဈေးတက်ရနိုင်တယ်လို့ပွဲတက်ထည်လေးတွေဝတ်ချင်တဲ့ခါကျတော့ဒီတက်တိကျွမ်းကျင်တဲ့ဒီဇိုင်နာတွေစီမှာအဲ့ရပါတယ်ရှင်အဲ့ဒီခါကျရင်ချုပ်ခလေးတွေရှိပါတယ်ရွှေမှာလည်းဒီလိုပဲထို့နီ၎င်းပဲဒီအကျစ်ထည်ရိုးထည်လေးတွေကိုကိုကဝတ်ဆင်မယ်ဆိုရင်ရွတ်သွက်လက်ခတက်တာတယ်လို့ဒီပုံစံပရက်လေးတွေပုံစံလေးတွေဒီဇိုင်းလေးတွေကိုကဝတ်မယ်ဆိုရင်တော့ရွတ်သွက်လက်ခလေးတွေပြောင်းလဲသွားနိုင်တယ်ပုံများသွားနိုင်ပါတယ်ရှင်ရွှေတစ်ကြက်သားမှာဆိုရင်ရွတ်သွက်လက်ခဘလောက်ယူလဲဆိုတာကိုပုံသေးတော့မရှိပါဘူးကိုဝယ်တဲ့အထည်ပေါ်မူတည်ပြီးတော့အနည်းအများရှိနိုင်ပါတယ်ရှင်အဓိကအရေးကြီးဆုံးကတော့ကိုရွှေဝယ်တဲ့ခါမှာအာမခံချက်ရှိတဲ့ဆိုင်မှာရွေးချယ်ဝယ်ယူသင့်ပါတယ်ပြီးရင်ရွတ်သွက်လက်ခအနည်းဆုံးရွတ်သွက်လက်ခတက်တာတဲ့ဆိုင်ကိုလည်းရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင်ယမင်းကတော့ရွှေအကြောင်းလေးတွေကိုမျှဝေပေးနေတဲ့99 Golden Queen စိန်ရွှေရတနာဆိုင်မှာဒီချေရမင်းပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါ